bubble wrap ကိုပစ္စည်းကွဲလွယ်တာတွေကိုကာကွယ်ဖို့ပဲဖန်တီးထားတာလို့ထင်ခဲ့ဘူးတယ်။ဒါပေမဲ့အစကတော့အဲ့ဒီရွေးချက်မဟုတ်ခဲ့ဘူး။1958ခုနှစ်မှာအင်ဂျင်နီယာ2ယောက်ကအကြံတူတစ်ခုထုတ်ခဲ့တယ်။သူတို့ကပလတ်စတစ်ရေချိုးကန်းက2ခုကိုအပူပေးပြီးကက်ဆက်ကလေတွေကိုအတွင်းမှာပိတ်ထားလိုက်တယ်။အဲ့ဒီလိုနဲ့လေပူပေါင်းသေးသေးလေးတွေပြည့်နေတဲ့စာရွက်ပုံစံတစ်ခုဖြစ်လာခဲ့တယ်။သူတို့ရဲ့မူလအစီအစဉ်ကတော့သုံးနံရံကတ်အလှဆင်ဖြစ်ရောင်းမှုပါ။ဒါပေမဲ့လူတွေကနံရံတစ်ချက်လုံးပူပေါင်းတွေနဲ့ဖုံးထားတာကိုမကြိုက်ခဲ့ကြဘူး။ကြည့်ရတာထူးဆန်းလွန်းလို့ဒီတီထွင်မှုကအောင်မြင်မှုမရခဲ့ဘူး။ဒါပေမဲ့နှစ်အနည်းငယ်ကြာပြီးနောက်အေဗန်ကကွန်ပျူတာတွေပို့ဆောင်ဖို့လုံခြုံတဲ့ကာကွယ်ရေးစီလိုလာတယ်။အဲ့ဒီအချိန်မှာတယောက်ကမရောင်းရသေးတဲ့ဒီပူပေါင်းနံရံကတ်ကိုကွဲလွယ်တဲ့ electronic ပစ္စည်းတွေကာကွယ်ဖို့သုံးကြည့်ရအောင်လို့စဉ်းစားခဲ့တယ်။အဲ့ဒီကနေစတင်ခဲ့တာပဲ။ပူပေါင်းထဲမှာပိတ်မိနေတဲ့လေဟာပုံမှန်ဖိအားထက်နည်းနည်းပိုမြင့်တယ်။ဒါဆိုမေးခွန်းတစ်ခုရှိတယ်။သင်ဟာ bubble wrap ကိုဖောက်တဲ့အခါတလုံးချင်းစနစ်တကျဖောက်တက်လားဒါမှမဟုတ်တစ်ခါတည်းစုပ်ကင်ပြီးအကုန်လုံးကိုဖိကျိတ်ပစ်လိုက်တဲ့အဖြစ်သမားမျိုးစားလား